ပြပြခြင်းနဲ့အကြောင်းအရာတွေကတော့ဒီ percentage တွက်တဲ့နေပေါ့နော် accountant ပဲဖြစ်ဖြစ် salesman တွေပဲဖြစ်ဖြစ်ပေါ့နော် အယောင်သမားပဲဖြစ်ဖြစ် စာရင်းသမားပဲဖြစ်ဖြစ်တခုခုတွက်တဲ့အခါမှာဒီအယောင်တဲ့အချိန်မှာလည်း customer ကိုဘလောက် discount ပေးပြီးတော့ဘလောက် percent discount ပေးပြီးတော့ချော့ပေးမယ်ဆိုတာရှိသလိုဒီ salesman တွေကိုပြန်ပြီးတော့ commission ပေးတဲ့အခါမှာလည်း accountant ဘက်ကဒီ salesman ကိုတော့ဘလောက် percent ပေးမယ်ဆိုပြီးတော့ဒီ calculation တွေရှိတဲ့အခါကျတော့ပေါ့နော်အဲ့ဒါလေးတွေအတွက်ဒီ percentage လေးကိုပြပြသွားပြီးမှဖြစ်ပါတယ် okay အခုကြည့်ရအောင်နော်ဒီမှာဆိုရင်ဒီ apple orange coconut ဆိုတော့ရှိတာသူရဲ့ဈေးနှုန်းတွေပေါ့ဒီမှာဆိုရင် mac နေမှာဆိုဒီလနေမှာဆို January February March အဲ့ဒီတည်းမှာ discount ကဒီ10 50 20ဆိုတော့ဒီ discount တွေဘယ်လိုမျိုးပေးမယ်ဆိုတဲ့ဟာ formula ရေးချင်ပါပေါ့နော် okay သူက January လမှာကျတော့ 10% ရောင်းမယ် February လမှာကျတော့ 15% ရောင်းမယ် March လမှာကျတော့ 20% ရောင်းမယ်ပေါ့အဲ့ဆိုလို့ရှိရင်ဒီ January အဲ့ဆိုလို့ရှိရင်အရင်ဆုံးတွက်ပြမယ်နော် okay 8000ဒီမှာ8000နဲ့10%နှုတ်တယ်ဆိုရင်တင်ချမှာဆိုလို့ရှိရင်8000အနောက်ဒီမှာ8000အနောက်ပြီးလို့ရှိရင် green လေးစားလိုက်နော်8000အမြောက်ဒီမှာဒီမှာ10%ဆိုပြီးတော့ကိုလေးတွက်လိုက်တာပေါ့နော်အဲ့တော့မြင်ချင်းလေးနဲ့ရှင်းပြဒီကောင်ကို copy ကိုပြီးတော့မြင်ချင်းနဲ့တွက်လိုက်ရင်ဒါ9000နဲ့မှsorry ဒီမှာ10% ကျန်ပြီနော် percentage 10% နဲ့ဆိုရင်ဒီမှာ9200ဖြစ်သွားပြီနော် okay အဲ့ဆိုလို့ရှိရင်ဒီမှာအဲ့ဒါကိုဒီ cell reference လေးတွေနဲ့ formula ရေးပြီးတော့တွက် okay ဒီမှာ8000လေးကနေတော့မှဘာလို့မလဲဆို8000အမြောက်ဒီမှာရှိတဲ့10% နော် okay oh sorry 8000ဒီကောင်နော်ခဏလေးပါ laptop နဲ့ကြာ8000အနောက်8000အမြောက် 10% okay so 9000ရပြီ okay အဲ့ဆိုလို့ရှိရင်ဒီမှာ8000ကနေပြီးတော့ဒီမှာ 10% နောက်တစ်ခုကကြောင့်အမတို့6000အတွက်တွက်မယ်6000ရဲ့ 10% ပဲเนาะ8000နေရာမှာ6000ပြောင်းသွားမယ်ဒီကောင်ကတော့မပြောင်းဆိုတော့ဘာလုပ်မလဲဆိုတော့အဲ့ဒါလေးကိုအရင်ပြောထားတဲ့အတိုင်းပဲဒီ 10% လေးကိုလောရှာထားမယ်ဒီမှာလောလေးရှာထားပြီ percent okay လောလေးရှာထားပြီဒီမှာဆွဲရှာလိုက်အဲ့ဆိုရင်ရတော့ပြီ okay နောက်ထပ် February တွက်လဲဒီလို February လဲတွက်လဲဒီလိုပဲဘာပြောင်းသွားလဲဆိုတော့8000ပြီးလဲ8000အမြောက်လောက်ပါဆက်လို့ဒီမှာကျ15%ပြီးလို့ရှိရင်ဒီ15%ကရွေးစရာမလိုတဲ့အတွက်ဒီကောင်ကိုတော့လေးရှာဒီမှာရှာလိုက်တယ် okay ဒီမှာတော့ရှာမယ်ဒီမှာလည်းတော့ရှာမယ်အဆင်ပြေသွားပြီဒါလေးကိုတော့လေးဆွဲရှာလိုက်အောင် okay နောက်တစ်ခုကလည်း8000အနောက်လို့ရှိရင်8000အမြောက်ဒီမှာ20% ပြီးဆွဲရှာလိုက် okay အဲ့ဆိုလို့ရှိရင်အဲ့လိုလေးဆွဲရှာလိုက်ရှင်အပြင်ဘာဖြစ်လာလဲဆိုတော့ဒီအောက်ကိုကြိုက်တဲ့လောက်ဆွဲရှာသွားပါတော့ဒီလိုမျိုး percentage လေးတွေနဲ့အဖြေလေးတွေရှာသွားတယ်အားလုံးပဲနားလည်မယ်လို့ထင်ပါတယ်ခေရင်မေးစရာရှင်လည်းဒီအောက်မှာမေးခဲ့လို့ရပါတယ်ရှင်းချပြီးတော့ဒီ Excel တွေအသုံးဝင်မယ်လို့ထင်ရင်လည်း share လေးလုပ်ပေးပြီးတော့page ကို follow လေးလုပ်ထားပေးဖို့တောင်းဆိုပါတယ်ပေါ့နော်ကျေးဇူးတင်ပါတယ်